Happy birthday to you. Happy birthday to you. Happy birthday, happy birthday, happy birthday to you. စိတ်ဓာတ်အပြည့်အဝနဲ့ကိုလိုချင်တဲ့ကိစ္စတွေကိုဖြစ်အောင်လို့အောင်မြင်ဖို့လုပ်နိုင်ကြရအောင်။မဲမရီယာနဲ့လုပ်သွားမယ်ဆိုရင်ဘာလို့အောင်မြင်တဲ့အကြောင်းဘာမှမရှိပါဘူး။စိတ်ဓာတ်ဆိုတာအမြဲတမ်းခိုင်ခိုင်မာမာတို့တရားမျှတတဲ့ဘက်ကရပ်တည်မယ်။တို့ဟာတို့နိုင်ငံမှာမှန်ကန်တဲ့စနစ်ကိုပေါ်ပေါက်ရေးဘက်ကရပ်တည်မယ်။အမြဲတမ်းလက်ထက်မှာတစ်ခါတည်းဆောက်ထားတော့ခိုင်ခိုင်မာမာရပ်